အားလုံးပဲမင်္ဂလာပါဒီချိန်ကဒီနေ့ပေါ့နော် grade 5ကလေးအတွက် final assessment မှာဖြေမဲ့ဒီ section C writing mind ပေါ့အဲ့ဒီ writing mind မှာပါတဲ့ number 3A fill in the blank with a suitable word ဒီစာကြောင်းရဲ့မိကုန်းအောက်မှာရှိတဲ့စာကြောင်း20ကိုရှင်းပြသွားချင်တာဖြစ်ပါတယ် number 1 Susu folded their clothes this morning ဒီမနက်မှာ Susu အဝတ်အစားခောက်တယ်အဝတ်အစားတွေအများကြီးလေအဲ့ခါကျတော့သူတို့တွေက clothes မှာ es ထည့်လိုက်မယ်ပေါ့နော်ဆိုတော့ Susu folded their clothes this morning ဒါမျိုးလေးပြောရတယ်ဆိုတော့ okay number 2မှာဆိုလို့ရှိရင် we often learn about safe rules ဆိုတော့ safe နေရာမှာတို့တွေတင်ထားခဲ့တာဒီ safety လို့တင်ထားခဲ့တယ်ပေါ့နော်အဲ့ခါကျတော့ SAFETY လေးပေါင်းပေးရမယ်ဆိုတော့ကျွန်တော်တို့ကဒီ safety rules တွေကိုနော်လုံခြုံစိတ်ချမဲ့နည်းလမ်းတွေပေါ့နော်ဒါတွေကိုအမြဲတမ်းလေ့လာသင်ယူရတယ်မကြာခဏလေ့လာသင်ယူရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုက I'm not feeling good today good က adjective ဒီနေရာမှာတို့တွေက well ဆိုတဲ့ adverb ကိုထည့်ရမှာအဲ့ခါကျတော့ I'm not feeling well today ဒီလိုသုံးရပါမယ် number 4 Mingya likes playing chess with she brother ဆိုတော့ she နေရာမှာကျွန်တော်တို့ကpossessive adjective လေးပြောင်းပေးရမယ် she က subject ပေါ့ subject pronoun ပဲဖြစ်သေးတယ်ဆိုတော့ possessive adjective ဖြစ်တဲ့ her ကိုပြောင်းမှရပါမယ်အဲ့တော့ Mingya likes playing chess with her brother ဒီလိုလုပ်ပေးရမယ်နော်ဆိုတော့ number 5မှာ Inle Lake is a nature lake လို့ပေးထားတယ် nature ဆိုတာတဘာဝဆိုတော့တဘာဝဆန်နဲ့ရေကန်လို့ပြောချင်တော့ natural ကိုပြောင်းပေးရမယ်ပေါ့နော်ဆိုတော့ Inle Lake is a natural lake ဆိုရဲ natural ဆိုရဲ adjective ပေါ့နော် adjective လေးကိုပြောင်းပေးရတယ် number 6ကတော့ the children will help their mother လို့ပြောထားပါတယ်အဲ့တော့ they ဒီဒါပို့စာ subject pronoun ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ children ကသူ့ကို possessive adjective လေးလုပ်ပေးရမယ်အဲ့တော့ they ရဲ့ possessive adjective ဒီ they ဖြစ်ပါတယ်အဲ့တော့ the children will help their mother ဒီလိုမျိုးပြောပြမယ်နော်သူတို့ရဲ့အမေဆိုတဲ့ပုံစံမျိုးပြောင်းပေးရတယ် number 7မှာတော့ we have 3 season in မြန်မာလို့ပေးထားတယ်ဒါဆိုရင်တော့ကိန်းကနန်းတွေများသွားရင်တို့တွေကနောက်ကပါတဲ့ noun လေးတွေမှာ s တွေပေါင်းပေးရတယ်ထုံးစံပဲလေနော်အဲ့တော့ 3 လို့ပြောတဲ့အတွက် seasonမှာ s ပေါင်းပေးရမယ် we have 3 seasons in မြန်မာမှာရာသီဥတု3မျိုးရှိတယ် number 8က the deer ran into the bush လို့ပေးထားတယ်ခြုံပုတ်တွေကိုပြေးဝင်သွားတယ်ခြုံပုတ်ကအများကြီးရှိတာဆိုတော့ bushes လို့သုံးရမယ်အဲ့တော့ sh နဲ့ဆုံးတဲ့အတွက် s ပဲပေါင်းလို့မရဘူး es ပေါင်းပေးရတယ်နော် the deer ran into the bushes number 9 a layout library is a modern library modern ဆိုတာခေတ်မီတဲ့စာကြည့်တိုက်လို့ပြောချင်တာအဲ့တော့ဒီတိုင်းပဲပြန်ထည့်ရမယ်သူက adjective ဖြစ်နေပြီသူ့ကိုဘာမှပြောင်းစရာမလိုနော် number 10မှာ the trishaw is slower than the bicycle ဒါဒီ comparative adjective နှိုင်းရှင်းတာပေါ့နှစ်ခုနှိုင်းရှင်းပြထားတာစိုက်ကားကစပိတ်ထပ်ပို့ပြီးနှိမ့်ကွေးတယ်လို့ပြောချင်တာ then လဲပါတဲ့အတွက်တေချာပါ slow slow ကို er လေးပေါင်းပေးရမယ် slower than the bicycle ဖြစ်ပါတယ်နောက်ထပ် number 11မှာ look it's sun now လို့ပြောပါတယ်အခုနေတာနေတယ်လို့ပြောရမှာဆိုတဲ့အတွက် sunny ကိုထည့်မယ်နော် sunny sunny number 12မှာ this is I dream school ဒါကျမရဲ့စိတ်ကူးရင်ထားတဲ့ကျောင်းလေးပေါ့ဒီလိုပြောချင်တယ်ဆိုတော့ I က subject pronoun ပဲရှိသေးတယ်ကျမတို့က possessive adjective ပြောင်းနေပေါ့နော်အဲ့တော့ my I ရဲ့ possessive adjective က my ဖြစ်ပါတယ်ကျမတို့ရဲ့ငါတို့ရဲ့ဒါမျိုးပြောတာနော် number 13မှာ I should exercise regular လို့ပေးထားတယ်ပုံမှန်လုပ်တယ်ဆိုမှန်လုပ်တယ်ဆိုတဲ့ adverb လေးကိုပြောင်းရမယ်အဲ့တော့ regularly ly လေးပေါင်းရမယ် I should exercise regularly ဖြစ်ပါတယ် number 14မှာ we do different activity in our free time လို့ပြောတယ်ဒါဆို activities တွေကအများကြီးရှိတယ်လေအဲ့ခါကျတော့ y ကိုဖြုတ်ပြီးတော့ is ပေါင်းရမယ် activities ဖြစ်ပါတယ်နော် number 15မှာ thanks for your kind invite လို့ပြောတယ် invite ဆိုတဲ့ဖိတ်ခေါ်သည်ဆိုတော့ဒီမှာနောက်ဆုံးမှာ invitation ဆိုတဲ့ဖိတ်ခေါ်မှုကိုထည့်ရမှာเนาะအဲ့တော့မင်းရဲ့ဖိတ်ခေါ်မှုအတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ invite ကိုဖြုတ်ပြီးတော့ ation ပေါင်းရတယ်เนาะ invitation 16မှာ may I borrow you pen ဒါဆိုရင်ခုနလိုပဲ possessive adjective လေးပြောင်းမယ် your pen ပေါ့နော် may I borrow your pen Yangon is hot than Tokyo ဒါဒီကို comparative adjective ပဲเนาะ then ပါတဲ့ hotter မှာ tte ရလောက်ရမယ်ဘာကြောင့်ဆိုတော့ t ရရှိမှာလဲ o ပါနေတယ်เนาะ o ဒီ vowel ဖြစ်တဲ့အတွက်နောက်ဆုံးစလုံးကိုနှစ်ခါထည့်ရမယ်အဲ့တော့ ho tte hotter than Tokyo လို့ဖြစ်ရပါမယ်18မှာတော့ the deer has beauty and la ဆိုတော့ beauty ကအလှပပဲဖြစ်တယ်လှပတော့လို့ပြောချင်တဲ့ adjective ဖြစ်အောင် beautiful လို့ပြောင်းရမယ်เนาะဆိုတော့ y ကိုဖြုတ်IFU အပေါင်းပေါ့နော် beautiful number 19မှာ I want to go fishing ဒါဒီအားလည်းချိန်မှာလုပ်တဲ့ activity ပေါ့ leisure activity ဆိုတဲ့အတွက် go ရဲ့နောက်မှာပါတဲ့ verb ကို ing ပေါင်းပေးရမယ် fishing fishing number 20မှာ we will take 3 hours to get fat by car လို့ပြောတယ်3ဆိုတော့ခုနကိန်းကနန်းနေပဲတစ်ခုထပ်ပို့သွားပြီအဲ့ခါကျတော့ hour မှာတို့တွေက s ထည့်ရမယ်ပေါ့နော် we will take 3 hours to get fat by car ဖြစ်ပါတယ်